ဒီနေ့အထိဘယ်သူမှမဖွင့်ရတဲ့ဈေးညံတစ်ခုရှိနေလူဝင်လမ်းပြောက်သွားနိုင်တဲ့လှိုင်ကောင်းတွေရှိနေပြီးတော့လေရင်တွေပျောက်ဆုံးခဲ့တယ်လို့နာမည်ကြီးတဲ့ရေကန်တစ်ခုလည်းရှိနေတယ်ဒီနေရာတွေကဒဏ္ဍာရီတက်တက်ပဲလားဒါမှမဟုတ်တကယ်တမိုင်းလားဒီဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာလဲကမ္ဘာသိပ္ပံပညာရှင်တွေတောင်အံ့ဩခဲ့ရတဲ့မြန်မာနိုင်ငံကနေရာတစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါစတူဒီယိုဆိုင်လိုကနေကြိုလိုပါတယ်မြန်မာနိုင်ငံလို့ပြောလိုက်တာနဲ့လူအများစုကဖျားပထိုးတွေရှေးဟောင်းမြို့တော်တွေသမိုင်းဝင်ယဉ်ကျေးမှုတွေကိုပဲသတိရကြပါလိမ့်မယ်ဒါပေမဲ့ဒီအမွေနှစ်တွေရဲ့နောက်ွယ်မှာသမိုင်းပညာရှင်တွေရောရှေးဟောင်းသုတေသီတွေရောဒီနေ့အထိအဖြေမပေးနိုင်သေးတဲ့ပဟိလိတွေရှိနေပါတယ်ဒီနေ့တော့အဲ့ဒီထဲကမှစိတ်ဝင်စားစရာအကောင်းဆုံးနေရာ10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနေရာကတော့ပကံဓမယန်ကြီးဖျားဖြစ်ပါတယ်ဒီဖျားဟာမြန်မာနိုင်ငံမှာအုတ်လက်ရာအကောင်းဆုံးဖျားတွေကတဆူးလို့သတ်မှတ်ခံရပါတယ်အုတ်တစ်ချက်နဲ့တစ်ချက်ကြားအတောင်ထိုးလို့မရဘူးလို့ပြောကြတဲ့အထိဤဆောက်မှုကအံ့ဩစရာကောင်းပါတယ်ဒါပေမဲ့လူတွေစိတ်ဝင်စားဆုံးကအဲ့ဒီအုတ်လက်ရမဟုတ်ပါဘူးဖះရဲ့အတွင်းပိုင်းမှာနှစ်ပေါင်းရာချီကြာအောင်အုတ်တွေနဲ့အသေးပိတ်ထားတဲ့ဇင်းညံတွေရှိနေတာပါဘာကြောင့်ပိတ်ခဲ့တာလဲအထဲမှာဘာရှိလို့လဲဒီနေ့အထိဘယ်သူမှအတိအကျပြောနိုင်သေးပါဘူးတချို့ကအဲ့ဒီထဲမှာရှေးဟောင်းယေဒနာတွေရှိတယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့နရသူမင်းကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားတာလို့ဆိုကြပြန်ပါတယ်ဒါပေမဲ့သမိုင်းပညာရှင်တွေကတော့ဒီစင်းညံတွေကိုဖွင့်လိုက်ရင်ဖះရဲ့ဖွဲ့စည်းပုံထိခိုက်နိုင်တာကြောင့်အခုဒီမဖွင့်သေးတာဖြစ်နိုင်တယ်လို့ရှင်းပြကြပါတယ်ဒါကြောင့်အုတ်နေရံတွေရဲ့နောက်မှာဘာတွေရှိနေတယ်ဆိုတာဒီနေ့အထိမြန်မာနိုင်ငံမှာပဟိလုတစ်ခုအဖြစ်ရှိနေတာဖြစ်ပါတယ်နောက်တစ်နေရာကတော့စင်းညံမဟုတ်တော့ပါဘူးအထဲဝင်လမ်းပြောက်နိုင်တဲ့ဝင်ကဘာတစ်ခုပါရခိုင်ပြည်နယ်မြောက်ဦးမြို့ဟာဒီမြို့ဟာတချိန်ကအင်အားကြီးရခိုင်ဘရင်နိုင်ငံတော်ရဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်ဒီမြို့မှာ7000ပထိုးတော်ကြီးဆိုတဲ့ထူးခြားတဲ့ဘုရားတဆူရှိပါတယ်အပြင်ကကြည့်ရင်တာမန်ဘုရားတဆူလို့ထင်ရပါတယ်ဒါပေမဲ့အထဲကိုဝင်လိုက်တာနဲ့ကဘာတစ်ခုပြောင်းသွားသလိုခံစားရပါတယ်ကျင်းမြောင်းတဲ့လမ်းတွေတစ်ခုနဲ့တစ်ခုဆက်ထားတဲ့ဇင်းညံတွေအလင်းအောင်တောင်မရောက်တဲ့ထောင်တွေတချို့လူတွေကဒီလှိုင်ကောင်းတွေဟာရန်သူတွေလမ်းပြောက်အောင်တမင်ဒီဇိုင်းထုတ်ထားတာလို့ယုံကြည်ကြပါတယ်ဒါပေမဲ့နောက်ထပ် theory တစ်ခုလည်းရှိနေပါတယ်ဒါကတော့ဒီနေရာဟာတရားအထုတ်ဖို့ဒါမှမဟုတ်ဘုန်းတော်ကြီးတွေတိတ်တဆိတ်တရားကျင့်ကြံဖို့ကြီးပဲဆောက်လုပ်ထားတာဖြစ်နိုင်တယ်လို့ယူဆပါတယ်တကယ်ရွယ်ချက်ကဘာလဲဆိုတာတော့အခုဒီအမြင်ပွားနေတယ်ဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံမှာအကြီးဆုံးဖျားတဆူကြီးကန်ဒီမှာရုတ်တရက်ရက်သွားခဲ့တဲ့အကြောင်းရင်းကိုပြောပြပေးပါပါတကယ်တော့တိတ်လာကြောင်လားဒါမှမဟုတ်သမိုင်းထဲမှာဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုရှိနေတာ AR မြစ်ကမ်းဘေးမှာအဝေးရတောင်လှမ်းမြင်ရတဲ့အေယာမအုတ်တောင်ကြီးတစ်ခုရှိပါတယ်ဒါဟာမင်းကွန်းပထိုးတော်ကြီးပါဒီဖျားသာအပြီးထိတည်ဆောက်နိုင်ခဲ့ရင်ကမ္ဘာပေါ်မှာအကြီးဆုံးလေဒီတဆူဖြစ်လာနိုင်တယ်လို့သမိုင်းပညာရှင်တွေကခန့်မှန်းထားကြပါတယ်ဒါပေမဲ့ဘာကြောင့်တဝက်တစ်ပြက်နဲ့ရပ်သွားခဲ့ရတာလူအသိများဆုံးဇလန်းကတော့ဖျားပြီးတဲ့နေ့မင်းဆက်ပြုတ်မယ်ဆိုတဲ့တပေါင်ပါဒီတပေါင်ကြောင့်ဘိုးတော်ဖျားကိုယ်တိုင်ဆက်မဆောက်တော့ဘူးလို့ပြောကြပါတယ်ဒါပေမဲ့သမိုင်းပတ်တန်းတွေကိုပြန်ကြည့်လိုက်ရင်နောက်ထပ်အကြောင်းရင်းတွေကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာနိုင်ငံတော်ဟာစစ်ပွဲတွေဗန္နာရေးအခက်အခဲတွေအလုတ်သမားရှားပါမှုပြဿနာတွေရင်ဆိုင်နေရပါတယ်ဒါကြောင့်တကယ်ရစဲသွားစေခဲ့တာကကျိန်စာလားတပေါင်လားဒါမှမဟုတ်နိုင်ငံရေးနဲ့စီးပွားရေးပြဿနာတွေလားဒီနေ့အထိအဖြစ်တစ်ခုတည်းတော့မရှိသေးပါဘူးနောက်တစ်နေရာကတော့တပေါင်ထက်တောင်ပိုကြောက်ဖို့ကောင်းတယ်
ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာရဲ့အမှောင်ထဲကိုဘလောက်ပဲဝင်အဆုံးဘယ်သူမှမရောက်ဘူးလို့ပြောကြပါတယ်ရှမ်းပြည်နယ်ကပင်းတရရွှေဦးမှန်ကိုဖျားဘူးတွေတွားကြတာများပါတယ်အထဲမှာဗုဒ္ဓဆင်းတုတော်ထောင်ပေါင်းများစွာရှိပါတယ်ဒါပေမဲ့လူအများစုမသိတာဒီကူဟာဖျားတွေပဲရှိတာမဟုတ်ပါဘူးရှုပ်ထွေးတဲ့လမ်းကြောင်းတွေကျင်းမြောင်းတဲ့အပေါက်တွေအောက်ကိုဆင်းသွားတဲ့တွင်းတွေအများကြီးရှိနေပါတယ်တချို့လမ်းတွေကိုလုံခြုံရေးအတွက်ပိတ်ထားခဲ့ရပါတယ်အကြောင်းကအနေအများလုံးလို့ပါဒီကူရဲ့တွင်းပိုင်းတချို့နေရာတွေကိုသူ့သေတနာတွေဆက်လုံနေတဲ့ဖြစ်ပြီးတဘာဝကြောက်ဖွဲ့စည်းပုံတွေကြောင့်လမ်းကြောင်းတွေဟာရှုပ်ထွေးလွန်းပါတယ်ဒါကြောင့်ဒီကူရဲ့အဆုံးကဘယ်မှာလဲဆိုတဲ့မေးခွန်းကဒီနေ့ထိစိတ်ဝင်စားစရာဖြစ်နေသေးပါနောက်တနေရာကတော့နှစ်ပေါင်းတောင်းချီကလူသားတွေခြံထားခဲ့တဲ့အမှတ်သားတွေရှိတဲ့နေရာဖြစ်ပါတယ်။တရားလင်းကူကြောက်နေရံပေါ်ကစာတွေဘယ်သူတွေရေးခဲ့တာလဲ။မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကလူသားတွေနေထိုင်ခဲ့တဲ့နေရာကိုပြပါဆိုရင်တရားလင်းကူကိုမဖြစ်မနေပြရမှာပါ။ဒီကူရဲ့နေရာပေါ်မှာလက်ရာတွေရှိပါတယ်။တိရစ္ဆာန်ပုံတွေလက်ရာပုံတွေထူးဆန်းတဲ့တင်ကေတတချို့ကိုသူတေတီတွေရှင်းပြနိုင်ခဲ့ပေမဲ့တချို့တင်ကေတတွေကိုတော့အထိပ္ပယ်ကိုဒီနေ့ထိအသိမပြုနိုင်သေးပါဘူး။အဲ့ဒီပကြီကားတွေဟာအမှုပညာအတွက်ရေးထားတာလားဘာသာရေးအခမ်းအနားတွေအတွက်လားဒါမှမဟုတ်နောင်လာမဲ့မျိုးသက်တွေကိုအမှားစကားတွေခြံထားခဲ့တာလားဘယ်သူမှသိချာမသိနိုင်ပါဘူး။အခုထိပြောခဲ့တဲ့နေရာတွေကတမိုင်းရဲ့လျှို့ဝှက်ချက်တွေပါဒါပေမဲ့နောက်ပိုင်းမှာဆက်ပြောမဲ့နေရာတွေကတော့ကဘာကျော်တဲ့နေရာတစ်ခုပါလာပါတော့မယ်မြန်မာနိုင်ငံရဲ့ပြန်လန်းမဲ့ရေကန်လို့လူတီများတဲ့နေရာဒုတိယကဘာစစ်အတွင်းလေရင်နေတဲ့လူတွေဘာကြောင့်ပျောက်ဆုံးခဲ့တာလဲဒီအကြောင်းကိုနောက်တစ်ပိုင်းမှာပြန်ဆက်ပေးပါမယ်နောက်တနေရာကတော့မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့အမွေအနှစ်တွေကတစ်ခုဖြစ်တဲ့ကြိုက်ထီးရိုးစီတွေတော့ပါပထမဆုံးမြင်လိုက်တဲ့လူတိုင်းမေးမိတဲ့မေးခွန်းကတစ်ခုပဲရှိပါတယ်ဒီကြောက်တုံးကြီးဘာလို့ပြုတ်မကြတာလဲတောင်စောပေါ်မှာလိမ့်ကြတော့မဲ့ပုံစံနဲ့နှစ်ပေါင်းရာချီရက်တည်နေရမုံတိုင်းတွေတိုက်ခဲ့တယ်ငလင်တွေလည်းလှုပ်ခဲ့တယ်ဒါပေမဲ့ဒီကြောက်တုံးကတော့အခုထိပြုတ်မကြသေးပါဘူးဘုဒ္ဓဘာသာယုံကြည်မှုအရာဒီစေတီဟာမြတ်စွာဘုရားရဲ့စံတော်ဓာတ်တော်ကိုဌာပနာထားတာကြောင့်တည်ငြိမ်နေတာလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီကြောက်တုံးရဲ့အလေးချိန်ဗဟိုချက်ကြောက်သားပုံတံနဲ့မြေမျက်နှာတင်မြေရဲ့ထိတွေ့မှုကြောင့်ဟန်ချက်ညီနေတာလို့ရှင်းပြကြပါတယ်။ယုံကြည်မှုနဲ့သိပ္ပံဘယ်ဘက်ကအဖြစ်ပိုးမှန်လဲဆုံးဖြတ်ကြရမှာတော့ပရိသတ်ကြီးကိုယ်တိုင်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မြောက်ဘက်အိန္ဒိယနယ်စပ်နားမှာနာမည်ကြီးတဲ့ရေကန်တစ်ခုရှိပါတယ်။အဲ့ဒီရေကန်ကိုပြန်လန်းမဲ့ရေကန်လို့တချို့ကခေါ်ပါတယ်။မြန်မာပြည်ရဲ့ဘာမြူရာသတိတံပေါ့ဗျာ။ဒီနာမည်ကိုအကြောင်းမဲ့ပေးထားတာတော့မဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းဒီဒေသဟာအလွန်အန္တရာယ်များတဲ့လေလမ်းကြောင်းနဲ့ရန်နီးပါတယ်။ရာသီဥတုချိုးရတာမြူထူတာတောင်တန်းမြင့်တာတွေကြောင့်ဘင်းပြတ်ကျမှုတွေအမှန်တကယ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒေသခံတွေရဲ့ပြောစကားကတော့ပိုးပြီးထူးဆန်းပါတယ်။သူတို့ကဒီရေကန်နဲ့ဝင်သွားတဲ့လူတွေကပြန်ထွက်မလာဘူးဒီကြပါတယ်။တချို့ကရေကန်အောက်မှာချွတ်နွန်နဲ့ကြီးတွေရှိတယ်လို့ဆိုကြပြန်ပါတယ်။တချို့ကတော့အဲ့ဒီနေရာလမ်းပြောက်စေတဲ့သဘာဝပတ်ဝန်းကျင်ကြောင့်လူတွေအသက်ဆုံးရှုံးခဲ့ရတယ်လို့ပြောကြပါတယ်။တကယ်အဖြစ်ကတော့ဒီနေ့ထိကျိုးဝတ်ချက်တစ်ခုပဲကြန့်ရှိနေတယ်ဖြစ်ပါတယ်။နောက်တနေရာကတော့ရေကန်မဟုတ်ပါဘူး။မြန်မာနိုင်ငံမှာသိပ္ပံပညာရှင်တွေတောင်အငင်းပွားနေတဲ့မီးတောင်ဟောင်းတစ်ခုဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့အနီးမှာအဝိုင်းပုံစံရေကန်ကြီးတစ်ခုရှိပါတယ်။ဒီနေရာကိုတွင်းတောင်လို့ခေါ်ကြပါတယ်။အများစုဟာဒါဟာမီးတောင်ဟောင်းလို့သိထားကြပါတယ်။ဒါပေမဲ့သူတေတီတချို့ကနောက်ထပ်အယူဆတစ်ခုကိုတင်ပြခဲ့ပါတယ်။အဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအေယာမဥက္ကာပြန်တစ်ခုကဘာမြေပေါ်ကျရောက်ခဲ့လို့ဒီတွင်းကြီးဖြစ်လာတာလို့ဆိုပါတယ်။ဒီယူဆကိုအတည်ပြုနိုင်တဲ့သက်သေမလုံလောက်သေးပေမဲ့ဘာကြောင့်ဒီရေကန်မှာရှားပါတဲ့
သဘာဝအချိန်တွေရှိနေတာလဲဆိုတာကသူတွေလပြုနေသေးပဲဖြစ်ပါတယ်တစ်ခါတလေအဖြေမရသေးတဲ့မေးခွန်းတွေကအဖြေရပြီးသားဇာတ်လမ်းတွေတဲ့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းနေတတ်ပါတယ်ခုဒီပြခဲ့တဲ့နေရာတွေကတော်တော်များများသိချကြတဲ့နေရာတွေပါဒါပေမဲ့နောက်ဆုံး2နေရာကတော့မြန်မာနိုင်ငံရဲ့သမိုင်းဝါဒမှာကလူသားမျိုးနွယ်ရဲ့သမိုင်းကိုပါပြောင်းလဲသွားစေတဲ့နေရာတွေဖြစ်ပါတယ်အထူးသဖြင့်နံပါတ်10မှာပြောမယ့်အကြောင်းကကမ္ဘာသိပ္ပံလောကတစ်ခုလုံးအံ့ဩခဲ့ရတဲ့နေရာဖြစ်ပါတယ်ပုပ္ပါတောင်နတ်တို့ရဲ့စံအိမ်ဒါမှမဟုတ်မီးတောင်ရဲ့ဥတိုင်းမြန်မာနိုင်ငံရဲ့ထူးခြားတဲ့တောင်တွေထဲမှာပုပ္ပါတောင်ကလပ်ကိုမေ့ထားလို့မရပါဘူးအဝေးကကြည့်လိုက်ရင်ကောင်းကင်ထဲကိုထိုးတက်နေတဲ့ကြောက်တိုင်ကြီးတစ်ခုလိုမြင်နေရပါတယ်မြန်မာလူမျိုးအများစုကဒီနေရာကိုနတ်38ပါးတို့ရဲ့စံအိမ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်နှစ်တိုင်းဖျားဘူးတွေယုံကြည်သူတွေထောင်နဲ့ချီတွားရောက်ကြပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီတောင်ဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပောက်ကွဲခဲ့တဲ့မီးတောင်ကြီးရဲ့မာကျောကြံရစ်ခဲ့တဲ့ဥတိုင်းဖြစ်တယ်လို့ရှင်းပြကြတနေရာထဲမှာယုံကြည်မှုသမိုင်းသိပ္ပံသုံးခုလုံးစုံတွေ့နေတာကပုပ္ပါတောင်ကိုပိုးပြီးတော့ထူခြားစေခဲ့ပါတယ်နောက်တနေရာကတော့မြန်မာနိုင်ငံရဲ့သမိုင်းတင်မဟုတ်ပါဘူးလူသားမျိုးနွယ်ရဲ့သမိုင်းကိုပါပြောင်းလဲသွားစေခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်ပုံတောင်ပုံညာလူသားတွေရဲ့ဘိုးဘေးတွေ1990ပြည့်နှစ်တွေမှာမြန်မာနိုင်ငံအလဲပိုင်းပုံတောင်ပုံညာဒေသကကမ္ဘာသိပ္ပံလောကကိုအံ့ဩသွားစေခဲ့တဲ့ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ရှေးဟောင်းတုတေသီတွေကလွန်ခဲ့တဲ့နှစ်တန်းပေါင်း40ကျော်ကမြတ်ဝင်မျိုးစိလို့ခေါ်တဲ့ကြောက်ဖြစ်ရုပ်ကျင်းတွေကိုဒီနေရာမှာတူးဖော်တွေ့ရှိခဲ့တာပါဒီတွေ့ရှိမှုဟာလူဝင်မျိုးစိတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာအာရှဒေသလည်းအရေးပါနိုင်တယ်ဆိုတဲ့ဆွေးနွေးမှုတွေကိုကမ္ဘာတဝန်းပြန်လည်အသက်ဝင်စေခဲ့ပါတယ်ဒါပေမဲ့ဒီတွေ့ရှိမှုကြောင့်လူသားအလုံးရဲ့မူလအစကမြန်မာနိုင်ငံလို့သိပ္ပံပညာရှင်တွေကအတည်ပြုထားတာတော့မဟုတ်ပါဘူး။ယနေ့အထိလူသားမျိုးနွယ်ရဲ့မူလအစအတွက်အာဖရိကကတပ်တွေအထောက်ထားတွေကအခိုင်အမာဆုံးအဖြစ်လက်ခံထားဆဲဖြစ်ပါတယ်။ဒါပေမဲ့ပုံတောင်ပုံညာတွေ့ရှိချက်ဟာအာရှဒေသရဲ့ရှေးဟောင်းမြောက်ဝင်ကိုနားလည်ဖို့အလွန်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေသေးပါ။အခါတလေကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးအောက်မှာကမ္ဘာသမိုင်းကိုပြောင်းလဲစေနိုင်တဲ့အဖြေတွေအခုထိမြုပ်နှံထားဆဲဖြစ်နိုင်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူသွားခဲ့တဲ့နေရာ10ခုထဲမှာတင်သွားခြင်းလုံးနေရာဘယ်နေရာလဲ comment မှာရေးခဲ့ပေးပါဦးဒါမှမဟုတ်တင်သိထားတဲ့မြန်မာနိုင်ငံကထူးဆန်းတဲ့နေရာတစ်ခုခုရှိရင်လည်းမျှဝေပေးနိုင်ပါတယ်အဲ့ဒီထဲကစိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာကိုနောက်ဗီဒီယိုမှာလေ့လာပြီးတင်ဆက်ပေးတော့ပါမယ်ဒီလိုမျိုးသမိုင်းသိပ္ပံပြည့်ဝစမ်းကြက်မှုတွေကိုကြည့်ရှုနားထောင်ကြတယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါဘူးအားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ် Don't forget to like, comment, and subscribe.